အော်တိုဘာ3ရက်နေ့မှာလာမယ် SPN event 4.0 အတွက်ဈေးနှုန်းတက်တာဆုံးနဲ့ရအောင်ဇာတ်လေးဆွဲပေးထားပါတယ်။ event ကာလကတော့အော်တိုဘာ3ရက်နေ့ကနေနိုဝင်ဘာ4ရက်နေ့ထိအားလုံးပေါင်းရက်30ကြာပါမယ်။ Collector Skin တွေအနေနဲ့ရီဇန်ရှင်းနဲ့ဖာစာတို့ပါဝင်လာမှာဖြစ်ပြီးရီဇန်ရှင်းလိုချင်တဲ့သူတွေလည်းထပ်ထွန်းကြည့်လို့ရပါတယ်။နောက်ပြီး experience skin ကောင်ရဖို့အတွက်ဆိုရင်ပြန်မြအနေနဲ့အချိန်40ဒါမှမဟုတ်အချိန်50လှည့်ပေးရပါတယ်။ဒါပေမဲ့ဒီဗီဒီယိုမှာတော့ကျွန်တော်ကအချိန်40ကနေ60အထိတွက်ပေးထားပါတယ်။ discount တွေအနေနဲ့ $1 discount ကတော့ daily ရနေမှာဖြစ်ပြီး$10 discount ကတော့ event တစ်ခုလုံးမှာတစ်ချိန်ပဲရမှာဖြစ်ပါတယ်။အရင်ဆုံး event လာခြင်းအော်တိုဘာ3ရက်နေ့မှာ weekly bet တစ်ပတ်စာကိုထည့်ပေးရပါမယ်။အော်တိုဘာ10ရက်နေ့မှာ phase 1လာမှာဖြစ်တဲ့အတွက်အဲ့နေ့ရောက်ရင်တော့ weekly bet တစ်ပတ်စာနဲ့ diamond 55လုံးကိုထည့်ပေးရပါမယ်။ပြီးရင်အော်တိုဘာ10ရက်နေ့ကနေ73ရက်နေ့ထိ daily discount နဲ့တစ်ရက်တစ်ချိန်4ရက်လှည့်ပေးရပါမယ်။ဒါဆိုရင် free ticket 16ခက်ရပါပြီ။ပြီးတော့ရင် phase 2လာတဲ့ချိန်အောက်တိုဘာ19ရက်နေ့မှာ weekly bet တစ်ပတ်စာရဲ့ diamond 55လုံးရဲ့ကိုထည့်ပေးရပါမယ်။နောက်ပြီးအောက်တိုဘာ19ရက်နေ့ကနေ20ရက်နေ့ထိ daily discount နဲ့တစ်ရက်တစ်ချိန်4ရက်လှည့်ပေးရပါမယ်။နောက်ထပ် free ticket 16ခက်ထည့်ရပါမယ်။ဒါဆိုရင် draw 40ပြည့်ပါပြီ။တကယ်လို့မပေါက်သေးဘူးဆိုရင် draw 50စာအတွက်လိုအပ်တဲ့အချိန်ပမာဏတိုင်း diamond ဖြည့်ရပါမယ်။ကျွန်တော်ကတော့ဒီမှာနောက်ထပ်10 draw စာနဲ့ပဲတွက်ပြထားပါတယ်။အောက်တိုဘာ21ရက်နေ့မှာ diamond 888လုံးကိုထည့်ပေးရပါမယ်။ပြီးတော့ရင်အဲ့21ရက်နေ့ကနေအောက်တိုဘာ30ရက်နေ့ထိ daily discount နဲ့တစ်ရက်တစ်ချိန်10ရက်လှည့်ပေးရပါမယ်။ဒါဆိုရင် draw 50ပြည့်သွားပါပြီ။ draw 60အတွက်ဆိုရင်တော့အောက်တိုဘာ31ရက်နေ့မှာ diamond 1050ထည့်ပြီးတော့$10 discount ကိုတစ်ချိန်လှည့်ပေးရပါမယ်။ဒီဗီဒီယိုမှာရှင်းပြပေးထားတဲ့နဲ့ပတ်သက်ပြီးတော့ STO ရဲ့ Telegram channel မှာဇာတ်ဆွဲပေးထားပါတယ်။နောက်ပြီး diamond နဲ့ UC တွေကို STO ရဲ့ Telegram channel မှာဈေးနှုန်းအထူးချို့သားစွာနဲ့ရောင်းချပေးနေရဖြစ်လို့ channel ကို join ကြအောင်